မေဒုရဘလုံးဦးဆုံးပေါ်လာပြီးတော့အမေကိုလုံးချမှာကိုလည်းစိုးရိမ်နေတယ်တိုင်းလာရောလူငယ်တွေရောသူ့ရဲ့သူ့ကိုအမေလို့ခေါ်ကြတယ်အမေဆိုတာမျိုးလေးနဲ့ငါတို့တော့လွတ်လပ်ရေးတော့ရတော့မှာပဲငါတို့ကောင်းကောင်းမွန်မွန်နေရတော့မှာပဲငါတို့ဗမာပြည်ပြန်ရတော့မှာပဲဆိုတဲ့မျိုးလေးချက်ပေါ့နော်ကျွန်တော်တို့အားလုံးတော့ဆန်းစုကြည်လွတ်မြောက်လာတဲ့အတွက်ကျွန်တော်အားလုံးကြော်ရတယ်ကျွန်တော်အားလုံးကြော်ရတယ်မဟုတ်လားဗျာကျွန်တော်ရန်ကုန်ဝမ်းသာပါတယ်ကျွန်တော်တို့မာယာဒီမိုကရေစီတစ်ပတ်ရတယ်လို့တော့ကျွန်တော်လည်းခံစားရပါတယ်ကျွန်တော်အားလုံးဟာညှော်လင်းချက်နဲ့တက်ရှိတဲ့လူတွေပါကျွန်တော်တို့မှာပြပြဘာမှလက်စုပ်လက်ကိုင်ချက်ရှိပါဘူးကျွန်တော်တို့မှာရှိတာကတော့ကျွန်တော်တို့ညှော်လင်းချက်ပဲအဲကြောင့်ဒီညှော်လင်းချက်ကိုအရှုံးမပေးပါနဲ့လို့ကျွန်တော်လည်းတိုက်တွန်းနေတယ်ကျွန်တော်တို့စကားကောင်းကြီးဥက္ကဋ္ဌပြောရလို့ပဲကျွန်တော်တို့ဒီနေရာလေးကိုရောက်နေတယ်ဆိုတာတော့ကျွန်တော်တို့တိုင်းပြည်ကအလုံးလုံးနေသေးတယ်တိုင်းပြည်ဒီမိုကရေစီရဲ့တိုက်ပွဲဝင်နေသေးတယ်ဆိုတာကိုရေဘော်တို့ဒါသတိပြုဖို့လိုရတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီဒုက္ခတဲ့စကားလေးဆိုတာကအဲ့ဒါကျွန်တော်တို့ဗမာစစ်ဆိုးရဲ့စနစ်ဆိုးကြီးဆိုတဲ့ဒီမြေရောက်ကြီးတစ်ချောင်းနောက်ကဘာလုံးရဲ့အဲ့ဒါကဘာဒီဥပ္ပခါပြည်ဝင်မြေရောက်ကြီးနှစ်ချောင်းစုံတဲ့နေရာကျွန်တော်တို့ဒီဒုက္ခတဲ့စကားနဲ့ဖြစ်ပါတယ်။အဲ့ဒီနေရာလေးတော့ဗမာပြည်မှာဖြစ်နေတဲ့လူမှုဒုက္ခတွေရှိနေတယ်ဆိုတာကိုကျွန်တော်တို့ဒီမှာစမ်းတဲ့ချိန်နဲ့ဒီလူကအသက်တွေပြနေကြတယ်။အဲကြောင့်မလို့ every day နေ့တိုင်းကျွန်တော်တို့ဒီမှာရှင်းသားနေတယ်ညှော်လင်းချက်တွေရှင်းသားနေတယ်ဆိုတာကကျွန်တော်တို့ဗမာပြည်မှာဒုက္ခတွေရှိနေတယ်။ဗမာပြည်မှာအောင်ဝဲလေးရှိနေတယ်ဆိုတော့ကျွန်တော်တို့ပြတယ်။တော့ဆန်းသူကြီးဆိုမရှိဒီနေ့ညသူမနက်ဖက်မဲဆွဲမနက်ဖက်ရန်ဖြစ်တယ်။ဒီကနေ့ကကျွန်တော်တို့ရန်သူဖြစ်ခဲ့တယ်ဒီကနေ့ကျွန်တော်တို့မဲဆွဲဖြစ်နေတယ်အုပ်စုကဖြစ်နေကျွန်တော်တို့ကနှလုံးသွင်းပြီးတင်တင်ငုံငုံနဲ့ကြိုင်တော့ရ။ညီညွတ်ရေးနဲ့နားနာကောင်းတဲ့အချိန်တွေကိုပြောလို့ရ။ဒီကိစ္စကဘယ်လိုကျွန်တော်တို့နားမလဲကြားနေရတဲ့တစ်ခါတည်းဖြစ်နေ။မင်းညလည်းဖြစ်နေတယ်လို့ကျွန်တော်တို့တောင်းရှိတဲ့လူကြီးကကျွန်တော်တို့တင်နေရ။ဒါကလည်းတိုင်းနေတယ်ကျွန်တော်တို့စီးရင်ကြီးတွေရှိဖို့လိုတယ်။ကိုယ့်ရဲ့နေမှုထိုင်မှုစားမှုတွေရှိနေတယ်လို့ပတ်ဝန်းကျင်မှာရှိနေတဲ့အခြေအနေတွေနဲ့ကျွန်တော်တို့ရဲ့မဟာမိတ်ကောင်းတွေဖြစ်တဲ့အင်းရဲ့မျိုးသားအစည်းအရုံးနဲ့အင်းရဲ့မျိုးသားလုံးတော်ရေးတက်လို့ရဲ့လုပ်ငန်းကိုင်ငန်းတွေကိုစိတ်ကနေပြီးတိမှတ်ပြီးနေတာစိတ်ချနေပြီးပံ့ပိုးနေတာစိတ်ကနေပြီးထောက်ခံနေတာအနာပြီးလဲထောက်ခံပံ့ပိုးရေးကိစ္စဖြစ်ရုပ်ပိုင်းဆိုင်ရာဝင်လို့နိုင်ရင်လည်းဝင်လို့ဖို့လိုတယ်ကျွန်တော်ဝန်တာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်လုပ်ပြီးတော့ကျွန်တော်တော်လည်းမပြီးသေးပါဘူးကျွန်တော်တို့ရဲ့တော်လည်းဆက်လက်အောင်ဝဲရသည်ဒီကျွန်တော်တို့တိုက်ပွဲကိုဆက်လက်ကြိုးစားကြဖို့အတွက်အားအင်းဖြည့်ပေးလာတဲ့ကျွန်တော်တို့ရဲ့အမေစုကျွန်တော်ရဲ့လူသားကောင်းဆောင်လွတ်မြောက်လာတာဟာကျွန်တော်ရဲ့ရောင်ကြီးအားတွေကျိုးပွားလာတာဖြစ်တယ်မျောလင်းချက်ရောင်ကြီးပြန်လည်ပြီးတော့ဒုက္ခလာတာဖြစ်ပါတယ်ဒီခေတ်မှာကျွန်တော်တို့ဒီကောင်းဆောင်ဟာလူကောင်းဆောင်ဒီမိုကရေစီကောင်းဆောင်တို့လည်းမဟုတ်တော့ပဲနဲ့အမျိုးသားကောင်းဆောင် national leader အမျိုးသားကောင်းဆောင်ဖြစ်လာအဲ့လိုဖြစ်လာမယ်တိုင်းသားအင်အားစုအသီးသီးလက်နဲ့တိုင်နေတဲ့ဟလာဒီအပြည့်ချက်တွေရောအပြည့်မချက်တဲ့အင်အားစုဟလာဝါအစပြီးရှမ်းအစပြီးမှဟလာကျွန်တော်တို့ဒီမွန်ပြီးရင်အမျိုးသားကောင်းဆောင်တွေအကုန်လုံးကနေပြီးတော့မှဒေါ်ဆန်းစုကြည်ရဲ့နောက်မှာမမရတယ်ကျမဝမ်းသာပါတယ်ကျမတို့လူသားတွေအားလုံးကိုပုံသက်တည်ပြနိုင်တယ်ကျမတို့မြန်မာနိုင်ငံသားတွေနဲ့ပြည်သူပြည်သားတွေကိုပုံသက်တည်ပြနိုင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်လို့ကျမပြောမှာအတိုင်းမသိဖွန်ပြနိုင်တော့ဆောင်းအားကြီးတစ်ခုကျွန်တော်ရင်ဘတ်ထဲရောက်လာပြီလို့ရင်ဘတ်နဲ့ခံစားပြီးအမေလာတဲ့အတွက်အလွန်အမင်းပျော်ရွှင်နှစ်တဲ့အားရဝမ်းသာကြောင်းပြောကြပါတယ်တင်းငိမ့်တဲ့အမေစိတ်တဲ့ခံကြည့်တဲ့အမေပညာရဲရင်တတိရှိတဲ့အမေရဲ့ဆောင်းအားတွေကြောင့်မြန်မာတပြည်လုံးဟာဒီမိုကရေစီတစ်ခုလုံးထုံးလင်းနိုင်ပါမယ်လို့ကျွန်တော်အမေစုကိုပြောပြရစီဝမ်းသာလို့မဆိုးလားဝမ်းသာမိပါတယ်ပြီးတော့သူ့ရဲ့အသက်အန္တရာယ်နဲ့ပတ်သက်ပြီးတော့မှအလုံးတရားမှစိုးရင်ပူပါပါတယ်အများကြီးဝမ်းသာမိပါတယ်ပေကိုတွေ့လို့ရှိရင်အမေစုမရှိဘဲတော့လုတ်ခဲ့တဲ့မွေးနေ့ပွဲတွေမနေတော့ဘူးအမေစုဒီတခါတော့အမေစုရှိတဲ့မွေးနေ့ပွဲကိုကျွန်တော်ပြောတာပြန်လေကျင့်ပချင်ပါတယ်လို့အမေစုကိုကျွန်တော်ပြောချင်ကျွန်တော်တို့ကတော့ဒေါ်စုလွတ်လာတဲ့ပုံမှာအများကြီးကျွန်တော်တို့စိတ်ထဲမှာဝမ်းသာမိတယ်တွင်းတော့ဝမ်းသာမိတယ်ခုလိုနိုင်ငံရေးဒီမိုကရေစီရဖို့အတွက်ဆက်လက်ကြိုးစားဖို့အတွက်ကျွန်တော်တို့ကပြောချင်ပါတယ်ကျေးဇူးပဲအဲ့လောက်ပါကျွန်တော်အနေနဲ့အမေစုလဲလာအမေတော်အောင်ဆက်ဆက်လဲလာတဲ့ပုံမှာကျွန်တော်လိုက်လိုက်လေးလေးဝမ်းသာတော့ကိုဆိုတယ်ဒေါ်ဆောင်စုကြည်နဲ့ပတ်သက်လို့တိုင်းပြည်နဲ့ကမ္ဘာမှာရှိနေပြည်သူလူထုနဲ့အမျှဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်ဒေါ်စုလွတ်တာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီပြီးခဲ့တဲ့ရွေးကောက်ပွဲကြောင့်မြန်မာပြည်ဒီမိုကရေစီမှေးမိန်ပျောက်ကွယ်တော့မယ်လို့ထင်ခဲ့ရာကနေ
ဒေါ်စုလွတ်မြောက်ခြင်းဟာဒီမိုကရေစီလမ်းကြောင်းတစ်ခုပြန်လည်ပေါ်ထွန်းတော့မယ်လို့ဒီလိုပဲခံစားမိပါတယ် ကျွန်တော်ထောင်ကထွက်တာထက်ဝမ်းသာပါဗျာ ကျွန်တော်အရင်လဲဝမ်းသာပါတယ် အရန်ဝမ်းသာပါတယ်အားလုံးတိုင်းပြည်အတွက်ကိုအန်ဒီယာလွတ်မြောက်အောင်လုပ်ပေးနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်လို့အန်ဒီစူးစမ်းပြီးလုပ်ဆောင်ပေးပါလို့ အရန်ဝမ်းသာပြီအရန်ကြည်လို့အဲ့ဒီထပ်တူဘာဖြစ်လဲဆိုတော့အရန်ဆိုရင်ဒီအမေနာကိုအရန်ပြန်သွားခြင်းနဲ့စိတ်အမေနဲ့အနေဝဲမယ်အမေသားမြေအမေစိတ်ဓာတ်နဲ့အမေလူဖတ်တူထမ်းထမ်းရှိပါတယ်အသက်ကြီးပြီမဲ့မပျက်စီးပါဘူးမေလို့